ကလေးလေးတွေအတွက်စိတ်ကူးရင်ဆန်ဆန်နဲ့ရင်ခုန်စရာကောင်းမဲ့ပုံမြင်လေးတစ်ပုဒ်ပြောပြပေးမယ်နော်။ညအိယာဝင်ပုံမြင်အဖြစ်ပြောပြရင်လဲတိတ်ကောင်းတာမို့ကလေးလေးတွေသဘောကျလိမ့်မယ်လို့မျှော်လင့်ပါတယ်။ကျဲစင်းလေးလင်းလင်းနဲ့အိမ်မက်ပြန်ပူပေါင်းဟိုးရှေးတုန်းကကောင်းကင်ပြားကြီးရဲ့အထက်တိမ်တိုက်ဖြူဖြူတွေရဲ့အပေါ်မှာကျဲစင်မြို့တော်ဆိုတာရှိတဲ့အဲ့ဒီမြို့တော်မှာတိတ်ကိုချစ်စရာကောင်းပြီးဖော်ရွေတဲ့လင်းလင်းဆိုတဲ့ကျဲစင်နှစ်သားလေးရှိတယ်။လင်းလင်းကတခြားကျဲနှစ်သားတွေလိုညဘက်မှာငြိမ်ငြိမ်လေးလေးနေုံနဲ့မကျေနပ်ဘူး။သူကကဘာမြေပေါ်ကကလေးလေးတွေကိုပျော်ရွှင်အောင်လုပ်ပေးခြင်းနဲ့စိတ်ကူးရှိတယ်။တညမှာတော့လင်းလင်းကအဝါရောင်အပြာရောင်ပန်းရောင်တောက်ပနေတဲ့အိမ်မက်ပြန်ပူပေါင်းကြီးတစ်လုံးကိုမှော်မုန်းပွင့်လေးတွေနဲ့လှုပ်လိုက်တယ်ပြီးတော့ကဘာမြေပေါ်ကကလေးလေးတွေစီကိုလဲပတ်ဖို့ပူပေါင်းကြီးစီးပြီးဆင်းလာခဲ့တော့တာပေါ့ပထမဆုံးမှတ်တိုင်ရေခဲမုံတိမ်တိုက်ကျွန်းလင်းလင်းဟာပူပေါင်းကြီးကိုမောင်းရင်းလမ်းခရီးမှာထူးဆန်းတဲ့ကျွန်းတစ်ကျွန်းကိုတွေ့ခဲ့တယ်အဲ့ဒါကတော့ရေခဲမုံတိမ်တိုက်ကျွန်းပဲဖြစ်ပါတယ်အဲ့ဒီကျွန်းကတိမ်တိုက်တွေဟာစတော်ဘယ်ရီချောကလက်နဲ့ဗနီလာရေခဲမုံတွေလိုပဲချုံမြိန်နေတာအဲ့ဒီမှာလင်းလင်းဟာငိုနေတဲ့ယုံကလေးတစ်ကောင်ကိုတွေ့လိုက်ရတယ်ယုံကလေးရဲ့ဘာလို့ငိုနေတာလဲလင်းလင်းကမေးတာပေါ့ကျွန်တော်ပူပေါင်းစည်းကျင်လို့ပါဒါပေမဲ့ပူပေါင်းမှမရှိတာလို့ယုံကလေးကရှိုက်ကြီးတငင်ပြောတယ်လင်းလင်းကပြုံးလိုက်ပြီးသူ့ရဲ့မှော်အိမ်မက်ပူပေါင်းတွေကပုံစံတူပူပေါင်းသေးလေးတစ်ခုကိုယုံကလေးကိုလက်ဆောင်ပေးလိုက်တယ်။ယုံကလေးဟာပူပေါင်းလေးကိုကင်ပြီးလေထဲမှာပျော်ပျော်ပါးပါးပြန်တန်းသွားနိုင်ခဲ့လို့လင်းလင်းကိုတတာပြပြီးကျေးဇူးတင်စကားပြောခဲ့ကြတယ်။ဒုတိယမှတ်တိုင်တချင်းဆိုတတ်တဲ့တစ်ပင်ကြီးဆက်ပြီးပြန်တန်းလာရင်းနဲ့လင်းလင်းဟာရောင်စုံလိပ်ပြာလေးတွေဝိုင်းဖွဲကနေတဲ့တောအုပ်တစ်ခုကိုရောက်လာတယ်။အဲ့ဒီတောအုပ်အလယ်မှာတချင်းဆိုတတ်တဲ့တစ်ပင်ကြီးရှိတယ်။တစ်ပင်ကြီးရဲ့အရွက်ကလေးတွေလေတိုက်လို့လှုပ်ခါသွားတိုင်းဖြောက်ဖြောက်တင်တင်တင်ဆိုပြီးတာယာတဲ့ဂီတတန်စင်လေးတွေထွက်လာတတ်တယ်။အဲ့ဒီတစ်ပင်ကြီးအောက်မှာကလေးလေးတစုဟာတချင်းတန်ကိုနားထောင်ရင်းကောက်ခုန်နေကြတာပေါ့လင်းလင်းကသူတို့လေးတွေပူပျော်သွားအောင်အိမ်မက်ပူပေါင်းကြီးတဲကနေမှော်မွန်းပွင့်လေးတွေကိုဖြန့်ပတ်ပေးလိုက်တယ်။အဲ့ဒီအခါအံ့ဩစရာကောင်းလိုက်တာတစ်ပင်ကြီးပေါ်ကနေချောကလက်မိုးအဆက်ကလေးတွေရွာကျလာပြီးကလေးတွေအားလုံးလက်ကလေးတွေဖြန့်ကာပျော်ပျော်ပါးပါးစားကြတော့တာပေါ့နှွေးထွေးတဲ့အိမ်မက်ကပါညနေလာတဲ့အခါမှာတော့ကလေးလေးတွေဟာမျက်လုံးလေးတွေဆင်းကျလာပြီးအိတ်ချင်လာကြပြီးလင်းလင်းကကလေးတွေအားလုံးကိုသူ့ရဲ့နူးညံ့တဲ့အိမ်မက်ပြန်ပူပေါင်းကြီးပေါ်မှာအိတ်ဆက်ခွင့်ပေးလိုက်တယ်။ပူပေါင်းကြီးဟာလေထဲမှာညင်သာစွာဝဲပြန်ရင်းကလေးတွေကိုတာယာတိတ်ဆိတ်တဲ့အိမ်မက်လှလှလေးတွေစီခေါ်ဆောင်သွားပေးခဲ့ပါတယ်။လင်းလင်းကတော့ကလေးတွေရဲ့ကတင်ဘေးကသတင်းပေါက်အပြင်ဘက်မှာတောက်ပတဲ့ကျဲစင်လေးအဖြစ်ပြန်ပြောင်းပြီးချိုမြိန်တဲ့အိမ်မက်တွေမက်ပါစေ။ကလေးတို့ရေလို့တိုးတိုးလေးကောင်းချီးပေးရင်ညဆောင်တဲ့သမီးလေးလိုစောက်ရှောက်ပေးနေခဲ့ပါတော့တယ်။ပုံမြင်လေးကတော့ဒါပါပဲကွယ်ကလေးလေးတွေလည်းလင်းလင်းရဲ့အိမ်မက်ပူပေါင်းကြီးကိုစီးပြီးလှပတဲ့အိမ်မက်တွေမက်နိုင်ပါစေနော်အိမ်မက်လှလှမပါစေ။တသားမီမီလေးတွေအတွက်အိယာဝင်ပုံပြင်လေးတွေတင်ဆက်ပေးမှာမို့တွန်းတွန်းရဲ့ channel လေးကို like and subscribe လုပ်ခဲ့အောင်နော်။